Flyweight မွေထိုင်းချန်ပီယံကပတ်အတွက်အကျိုးပိုလူဝဲဖြစ်လာနိုင်တဲ့ Ondas နဲ့ဂျူဂျိုတို့ရဲ့စိန်ခေါ်ပွဲတိုက်ခိုက်အားကစားစီစဉ်တွေကိုတင်ဆက်ပေးနေတဲ့ K-Site Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ လက်ဘနွန်ကျဲပွဲဖိုက်တာ Ramadan Ondas ကထိုင်းဝါရင်ဖိုက်တာဆိုရီယန်လက်ကိုအမတ်ပြတ်နဲ့နိုင်ယူခဲ့ပြီးသူ့ရဲ့နိုင်ပွဲဆက်မှတ်တမ်းကိုဆက်လက်ထိန်းသိမ်းနိုင်ခဲ့တယ်လို့ Flyweight ရဲ့ကျဲဝင်တအုပ်ဖြစ်လာခဲ့ပါပြီ။ Ondas ဟာလီမြန်တဲ့တွဲလုံးနေပြင်းထန်တဲ့ဖိအားပေးမှုတွေနဲ့ရန်သုံးကစားရတဲ့မွေထိုင်းနည်းစနစ်တွေကိုအသုံးပြုပြီးတော့ပွဲကိုစားဆုံးထိန်းချုပ်သွားခဲ့ပြီးဝါရင်ဖိုက်တာပြိုင်ဘက်ထက်အစင်တန်းတစ်ခုတာလွန်ကြောင်းပြသသွားခဲ့ပါတယ်။ Ondas ဟာမာပါတယ်ဆိုတဲ့ဆိုရီယန်လက်ကိုအမတ်စင်ရခံရတဲ့အထိထိုးထားနိုင်ခဲ့တာပါ။ဒါပေမဲ့ပွဲပြီးမီးမောင်းထိုးပြစရာဖြစ်ခဲ့တာကနိုင်ရရှိခဲ့တာတွေမဟုတ်ပါဘူး။ပွဲပြီးမှဖြစ်ပျက်ခဲ့တဲ့အရာကပိုလို့တောင်စိတ်လုံရှားဖို့ကောင်းခဲ့တာပါ။ပွဲပြီးနာဗျူမှာတော့စိတ်တက်ကြွနေတဲ့ Ondas ဟာတွေ့ဝေမနေပဲနဲ့ကင်မရာဦးတက်တဲ့ကြည့်ပြီးဝမ်ချန်ပီယံရှစ်ရဲ့အကောင်းဆုံးလူငယ်ပါရမီရှင်တွေကတူဖြစ်တဲ့ဂျိုဟန်ဂါဇာလီကိုတရားဝင်စိန်ခေါ်လိုက်ပါတယ်။ကျွန်တော်နောက်ပွဲကျရင်ဂျိုဟန်ဂါဇာလီနဲ့ထိုးချင်ပါတယ်လို့ Ondas ကကြေညာခဲ့တာပါ။သူလည်းတော်တယ်ကျွန်တော်လည်းတော်တယ်ပရိသတ်တွေအတွက်တကယ်ကိုပွဲကောင်းတစ်ပွဲဖန်တီးပေးကြရအောင်လို့လက်ဘနွန်ဖိုက်တာကဆိုလိုက်တာပါဒီစိန်ခေါ်မှုကချက်ချင်းဆိုလိုပဲကြရက်ထားသွားခဲ့ပါတယ်ပြည်ထန်တဲ့ထိုးချက်တွေလဲထုံးနိုင်စွမ်းတွေကြောင့်နာမည်ကြီးတဲ့မလေးရှားလူငယ်ကျယ်ဝင့်ဂျိုဂျိုကလက်ရှိမှာရလက်ကောင်းနေတဲ့အရှိန်ဟုန်ပြင်းပြင်းတက်လန်းနေသူဖြစ်ပါတယ်Ondas ရဲ့စိန်ခေါ်မှုကိုလည်းဂျိုဂျိုကအချိန်မရွေးနေရမရွေးဘူးလက်ခံနေဆိုပြီးတော့အကြောင်းပြန်လိုက်ပါပြီဒီလူငယ်နှစ်ဦးသာစုံတွေ့ပြကြမယ်ဆိုရင်တော့ Ondas ရဲ့နီးစနစ်ပိုင်းဆိုင်ရာဖိအားပေးမှုအမြန်နှုံးလုံးနဲ့ဂျိုဂျိုရဲ့ကြမ်းပဒန်းအားပြင်းတဲ့ထိုးချက်တွေထိတိုက်တွေ့မဲ့ပွဲမျိုးဖြစ်တာကြောင့်ပရိသတ်တွေကြိုက်တွေ့မဲ့ပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်လာမှာသိကြပါရီဝမ်ချန်ပီယံရှစ်ဘက်ကဒီပွဲစဉ်ကိုကောင်းထဲဖော်ပေးမလားဆိုတာကိုစောင့်ကြည့်ရအောင်ပါဆိုပေမဲ့စိန်ခေါ်မှုကတော့စတင်သွားခဲ့ပါပြီပွဲဖြစ်ခဲ့ရင်တော့ဒီပွဲက Flyweight မွေထိုင်းရဲ့ချန်ပီယံကပတ်စီကိုသွားမဲ့လေကားတွေဖြစ်လန်ခင်းပေးသွားမှာသိကြပါရီဒီကနေ့ရဲ့တင်ဆက်မှုကတော့ဒီလောက်ပါပဲနောက်ဆုံးရတိုက်ခိုက်အားကစားသတင်းတွေစိတ်ဝင်စားဖွယ်ရာအကြောင်းအရာတွေကိုတင်ဆက်ပေးမှာမလို့ page ကို like and follow လုပ်ပြီးတော့ဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်ပြောရင်းနဲ့ညီကုန်းချုပ်ပါတယ်ခင်ဗျာ